ရန်သူတွေကိုလင်စားနိုင်တဲ့အလုံးကျုံဆုံးပုံခိုစရာအိမ်တစ်လုံးသူတို့တွေကဒီနေရာကိုလုံခြုံတဲ့ဝင်ပေါင်းနဲ့မြေကြီးအောက်10မီတာအနက်ကိုတူးထားတာပဲဖြစ်ပါတယ်။ဒါပြင်ဒီနေရာတွေကိုရေတွေဖြည့်ထားပြီးအထဲကိုခုန်ချက2မိနစ်ခွဲလောက်ရေကူးလိုက်ုံနဲ့သူတို့ကိုယ်တိုင်စောက်လုပ်ထားတဲ့ပုံခိုစရာအိမ်ရဲ့ရေကန်တွေကိုပြန်ရောက်သွားမှာပဲဖြစ်ပါတယ်။သူတို့ရဲ့ပုံခိုစရာအိမ်လေးထဲမှာတော့ဆိုဖာနဲ့ကော်ဖီစပွဲတွေတောင်ထားပါသေးတယ်။သူတို့ညီကိုနှစ်ယောက်ကဒီလိုပြောင်မြောက်တဲ့နေရာကိုရရှိဖို့အတွက်ဂေါ်ပြား2လက်နဲ့15ရက်အတွင်း10မီတာအနက်ရှိတဲ့တွင်းကြီးကြီးတစ်တွင်းကိုတူးလိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့ကတွင်းပတ်လေကိုဘီလက်မြေလောင်းပြီးအချောကန်လိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့သူတို့ကသဘာဝစမ်းရည်ကိုတွင်းထဲရောက်စေဖို့အတွက်ဝလုံးတွေကိုအသုံးပြုခဲ့ပါတယ်။ဒီလိုနဲ့သူတို့ကတွင်းထဲကိုရေပြေးဖို့စောင့်နေရင်ဘဲတစ်ကောင်ကိုရှာတွေ့သွားခဲ့ပြီးကင်ထားလိုက်ပါတယ်။မိနစ်40ကြာပြီးတဲ့နောက်မှာတော့ဘဲကင်ကအစင်းသစ်ဖြစ်လာတာကြောင့်သူတို့လည်းကုန်ခန်းသွားတဲ့အားရင်တွေပြန်ပြေးဖို့အတွက်ဘဲကင်ကိုအားရပါရစားတောက်လိုက်ကြပါတယ်။အဲဒီနောက်မှာတော့သူတို့ကရေကူးပြိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တွင်းရဲ့ပပက်လေကရေကန်ထဲမှာရေကူးဖို့ရေလုံလောက်ရှိပြီးတကယ်လို့များအနေနဲ့တစ်ခုခုဖြစ်လာတဲ့အခါမှာလည်းသူတို့ကတွင်းကြီးတဲကိုခုန်ချပြီး